ဖယားရှင်ရဲ့ကိုစားတီထားကိုးကွယ်တဲ့ဇီရီတော်ကိုသွားပြီးဖယားကိုပင်ပန်းအောင်မလုပ်နဲ့ပေါ့မင်းတို့ကလေဒီတော့အိမ်လေးအဆင်ပြေရအောင်ဒီပြီးတော့ဘုန်းကြီးဥက္ကဋ္ဌနာဘွယ်လေးရအောင်ဖယားကိုပင်ပန်းအောင်သွားလုပ်တာလေတစ္ဆာမသိရင်မမဝိဟေတာဖယားမမကိလေသောတဲ့ဖယားကိုမလို့ပင်ပန်းအောင်လုပ်တာဖယားကိုမလို့ညှဉ်းပန်းတာဖယားသူ့စကားနော်တော့အဲ့ဒီလိုလုပ်တဲ့ပုဂ္ဂိုလ်ဒီမမငါဖယားရှင်ကဟာကိလာမတော်ဝိဟေသောတဲ့ဖယားရှင်တဲ့ပင်ပန်းချက်ဖြစ်မယ်ဆိုတော့ဖယားရှင်ကိုနှုတ်နှစားလို့ယာရုမြဲဖို့အတွက်အာနာမြဲဖို့အတွက်ပတ်စံရဖို့အတွက်ကျောင်းနေအရှင်ပြိုးတဲ့ကိုတော့ဘယ်ရောက်ပင်ပန်းအောင်သွားလို့တာသူပါဠိစကားတိုင်းပြောမယ်ဆိုရင်ဒါကြောင့်မလို့ပြောရည်ဆိုရင်တော့အာနာလို့မရတော့ဘူးသူဒီတိုင်းမရေးထားပါတယ်ဒီတိုင်းရေးထားပါတယ်ကြိုက်ရှင်တယ်ဒီဓမ္မစီရီရဲ့တရားမှာတော့ဆရာတော်ငင့်ညာခြင်းလုံးဝမရှိပါဘူးပင်ပန်းဖယားရှင်အတွက်ပင်ပန်းစရာတာဖြစ်ပါလိမ့်မယ်ညှင်းစရာရောက်ပါတယ်လှုပ်ရှင်တော့လှုပ်ခက်ခဲ